ရှက်သားရွယ်လေးသားရှိသေးပေမယ့်ဖေဖေမေမေတို့ကိုရည်ပြတတ်နေပြီဖြစ်တဲ့အောင်မင်းခန့်နဲ့ Grace တို့ရဲ့သမီးလေးအော်ရာမင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်အောင်မင်းခန့်ကတော့အခုလက်ရှိအိမ်နောက်ကျပြီးတဲ့နောက်အမေရိကနိုင်ငံမှာပဲတွားရောက်နေထိုင်နေတာဖြစ်ပြီးပျော်ရွှင်စရာမိသားစုဘဝလေးကိုအေးချမ်းစွာဖြတ်သန်းနေတာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့တရုတ်ဆောင်အမင်းခန့်တယောက်အရန်ကိုချစ်စရာကောင်းတဲ့သမီးလေးအော်ရာကိုပိုင်ဆိုင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်အခုလက်ရှိမှာတော့သမီးလေးအော်ရာကရက်သားရွယ်လေးသားရှိသေးတယ်ဆိုပေမယ့်မျက်လုံးမျက်ခုံးနှာခေါင်းတခုမှပြောစရာမရှိလောက်အောင်ပြေဆုံးလွန်လာတာဖြစ်ပြီးအဖေနဲ့အမေစီကပြေဆုံးလာတဲ့အလားတရားတွေကိုအမွေဆက်ခံထားလို့ပြည်သက်တွေကြားထဲမှာနာမည်ကြီးနေတာလည်းဖြစ်ပါတယ်အခုတခါမှဆိုရင်လေမိမိ Grace ကသမီးလေးပြောအောင်လို့စနေတဲ့အပေါ်အော်ရာလေးကပြန်ပြီးတော့ရှီပြခဲ့တာပဲဖြစ်ပါတယ်အောင်မင်းခန့်နဲ့ Grace တို့ရဲ့သမီးလေးအော်ရာကတော့အခုမှရက်သားရွယ်လေးပဲရှိသေးတယ်ဆိုပေမယ့်မိဘနှစ်ပါးကိုမကြာခဏပြုံးပြတတ်တယ်လို့အခုတခါမှဆိုရင်လေသူ့ကိုစားနောက်ကြည့်စဲနေတဲ့မိမိကိုပြန်လဲရှီပြခဲ့တာပဲဖြစ်ပါတယ်ရက်သားရွယ်လေးတွေကနတ်တငယ်တွေကမြူလို့ပြန်လဲပြုံးပြတတ်တဲ့အကျင့်ရှိတယ်လို့ရှေးလူကြီးတွေကပြောထားတာတလို့ပဲအော်ရာလေးကလည်းနတ်တငယ်ကပဲမြူလို့လားမိမိကပဲမြူလို့လားချစ်စရာကောင်းစွာပြန်လဲရှီပြနေတာပဲဖြစ်ပါတယ်ဘေဘီလေးအိမ်နေရလားသမီးလေးအိမ်နေရလားအိတ်ချင်အောင်ဆောင်နေရပါအိတ်ချင်အောင်ဆောင်နေရပါ